မင်္ဂလာပါ Anju language ကနေကြိုဆိုပါရစေဟိုတယ်ခန်းကားတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့လေ့လာကြရအောင်မင်္ဂလာပါရှင်စဝါဒီခပ်ဘာကူညီပေးရမလဲရှင်มีอะไรให้ช่วยไหมคะကျွန်တော် check in လုပ်ချင်ပါတယ်ခင်ဗျผมอยาก check in ครับbooking လုပ်ထားပြီးပြီလားရှင်ได้จองไว้หรือยังคะ booking လုပ်ထားပြီးပါပြီခင်ဗျได้จองไว้แล้วครับ passport လေးပြပေးပါရှင်ขอ passport หน่อยค่ะဒီမှာပါခင်ဗျนี่ครับဘယ်နှညတဲမှာလဲရှင်พักกี่คืนคะ3ညပါခင်ဗျ3คืนครับมนัสสาปาလားခင်ဗျรวมอาหารเช้าไหมครับပါပါတယ်ရှင်รวมค่า deposit 1000ဘတ်ရှိပါတယ်ရှင်มีค่ามัดจำ 1,000 บาทค่ะငွေသားနဲ့ပေးလို့ရလားခင်ဗျจ่ายเป็นเงินสดได้ไหมครับရပါတယ်ရှင်ได้ค่ะဒီမှာကီးကပ်ပါရှင်အခန်းနံပါတ်908ပါရှင်นี่คีย์แคทค่ะห้องเลขที่508ค่ะကျေးဇူးတင်ပါတယ်ခင်ဗျขอบคุณครับ Wi-Fi password ဘယ်လောက်လဲခင်ဗျรหัส Wi-Fi คืออะไรครับ1234568ပါရှင်1234567ค่ะတကယ်လို့ကိုရတဲ့အခန်းကအဲကုန်းမအေးခဲ့ရင်ဒီအခန်းအဲကုန်းမအေးဘူးခင်ဗျห้องนี้แอร์ไม่เย็นครับခဏနေအခန်းပြောင်းပေးပါမယ်ရှင်เดี๋ยวเปลี่ยนห้องให้ค่ะ